အားလုံးပဲမင်္ဂလာပါ大家好 HTC Channel ကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဖြင်းရင်းတွေကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာနဲ့ဖြင်းရင်းစလုံးတွေကိုအသုံးပြုပြီးတော့စာလုံးတွေဘယ်လိုရိုက်ရမလဲဆိုတဲ့အကြောင်းကီးတရုပ်စာကီးဘုတ်ဘယ်လိုထည့်သွင်းရမယ်ဆိုတဲ့အကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်哇哦喔喔炸诶姐姐啥意思是解释我发安翻翻炸诶姐姐啥意思是解释饭差一吃吃哇哦喔喔发安翻饭我吃饭ဒီနေရာမှာကျွန်တော်ပြောချင်တာတစ်ခုကတော့ကျွန်တော်ဆိုပြသလိုပဲကြီးတွေတရားတွေကိုအလို့ရအောင်လုပ်ပြီးတော့တလုံးချင်းဖတ်ကအဆက်လိုက်အတွဲလိုက်ဖတ်တတ်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်တကယ်လို့တလုံးချင်းကိုမဖတ်တတ်ဘူးဆိုရင်လည်းဘယ်လိုလေ့ကျင့်ရမလဲကြီးတွေတရားတွေဘယ်လိုတိဆောက်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ဗီဒီယိုတင်ဆက်ပြီးဖြစ်လို့အဲ့ဗီဒီယိုတွေကိုကြည့်ကျင်နေဆိုရင်လည်း description မှာ link လေးတွေဖော်ပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အခုဖတ်ပြတဲ့စာလုံးတွေကတကယ်ရိုက်မယ်ဆိုရင်ချေရှိဝေါ်ဆိုပြီးရိုက်ရမှာဖြစ်ပေမဲ့ကျွန်တော်ကစာကြောင်းတိဆောက်ပုံနဲ့စာကလုံးတွေရဲ့အဓိပ္ပာယ်ကိုပေါ်လွင်စေခြင်းလို့ဝေါ်ချေရှိဝေါ်介绍我饭ဆို饭ပုံထမင်းပုံလေးပြထားတယ်饭介绍饭吃我吃饭အဲ့လိုမျိုးအမူအရာနဲ့အရှင်တွေကိုခေါင်းထဲကိုဝင်သွားအောင်လေ့ကျင့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်နောက်ထပ်တစ်ခုသတိပေးချင်တာကတော့အခုဖြင်းရင်းစကလုံးတွေကိုမြန်မာစလုံးအနေဖြင့်အတန်ထွက်မမှတ်ပဲနဲ့ကျွန်တော်ရှေ့မှာတင်ဆက်ပေးထားတဲ့ဤတိုင်းအပင်ပန်းခံပြီးတော့အခြေခံကိုပိုင်နိုင်အောင်ကြီးတွေတရားတွေနဲ့ပေါင်းဆက်ပြီးခေါ်တက်တဲ့အကျင့်ဖြစ်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်အဲ့ဒါလိုလေ့ကျင့်မှသာနောက်ပိုင်းကျရင်ဖြင်းရင်းတွေကရင်စကလုံးတွေခေါ်တက်တဲ့အတွက်အတန်ထွက်တွေမှန်ကန်မှာဖြစ်တဲ့အပြင်ကိုတရုတ်တွေပြောတဲ့စကားလုံးမှာလည်းဖြင်းရင်းစကားလုံးတွေနဲ့အတန်ထွက်တွေကိုရှင်းလင်းစွာနားထောင်နိုင်မှာဖြစ်ပါတယ်အခုဆိုရင်ဖြင်းရင်းတွေကိုဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုနဲ့ဖြင်းရင်းတစ်လုံးချင်းစီကစာလုံးတစ်လုံးချင်းစီကိုပူစားပြုပြီးတော့စာလုံးလေးတွေကိုဆက်ပြီးတော့ဘယ်လိုမျိုးစာကြောင်းဖြစ်သွားလဲဆိုတဲ့အကြောင်းကိုရှင်းလင်းနားလည်သွားကြပြီလို့ထင်မိပါတယ်တကယ်လို့နားမလည်ဘူးမရှင်းလင်းဘူးဆိုတဲ့နေရာများရှိရင်လည်း comment မှာရေးသွားပေးသွားကြဖို့ဖိတ်ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ဒီဖြင်းရင်းစလုံးတွေကိုအသုံးပြုပြီးတော့ဘယ်လိုစာလုံးတွေရိုက်ရမလဲ keyboard တွေဘယ်လိုထည့်သွင်းရမလဲဆိုတဲ့အကြောင်းအရာလေးကိုဆက်လက်ပြီးတော့လေ့လာကြည့်ကြပါစို့အခုမြင်နေရတာကတော့ Handpin software လေးပဲဖြစ်ပါတယ်ကျွန်တော် keyboard ရိုက်ချင်လွတ်နေတဲ့နေရာမှာကာဆာလေးကိုချပါဒါဆိုရင်အခုလို keyboard လေးပေါ်လာမှာဖြစ်ပါတယ် Google keyboard ဆိုရင်ဒီလိုမျိုးပေါ်မှာဖြစ်ပြီးတော့ Google keyboard မဟုတ်ဘူးဆိုရင်တော့တခြားပုံစံမျိုးပေါ်မှာဖြစ်ပါတယ်ဒီကဘာလုံးလေးကိုနှိပ်လိုက်ပါဖိထားလိုက်မယ်ဆိုရင် language setting လေးကိုနှိပ်ပါပြီးရင် add keyboard ဆိုတာလေးရှိပါတယ် add keyboard လေးကိုနှိပ်လိုက်မယ်တကယ်လို့တခြားGoogle keyboard မဟုတ်ဘဲနဲ့တခြား keyboard ဖြစ်ခဲ့မယ်ဆိုရင်လေ language setting တွေက add keyboard လေးကိုနှိပ်တူတူပါပဲပြီးရင် search ရဲ့နေရာမှာ Chinese ဆိုပြီးတော့ရိုက်ပါ Chinese လို့ရိုက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကစာကြောင်းနှစ်ကြောင်းပေါ်လာမှာဖြစ်ပါတယ်အတူဆုံးစာကြောင်းကိုရွေးချယ်ပြီးတော့အရှိဆုံးက keyboard ကိုရွေးချယ်ပြီးဒန်းကိုနှိပ်လိုက်ရင်ကျွန်တော်တို့ key ကိုထည့်သွင်းခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်ဒါဆိုရင်ပြန်သွားလိုက်မယ်ဆိုရင် keyboard ကိုကာစလေးနှိပ်ပါပြီးရင်အောက်ဆုံးမှာရှိတဲ့ကျွန်တော်ခုနရွေးချယ်ခဲ့တဲ့
keyboard ကလေးကိုနှိပ်လိုက်တဲ့နဲ့ကျွန်တော်တို့တရုပ်စာစရိုက်လို့ဖြစ်ရပါပြီကျွန်တော်အရှိမပြောထားသလိုပဲ我借是我လို့ရိုက်လိုက်မယ်ဆိုရင်这是我ဆိုတဲ့စကားလုံးလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့လိုပဲ这是饭ဆိုရင်这是饭ဒါဆိုရင်这是饭ဆိုတဲ့စကားလုံးလေးကိုပေါ်လာပြီးဖြစ်ပါတယ်အဲ့ဒီစကားလုံးလေးကိုရွေးချယ်ပေးပြီးတော့ဒီလိုမျိုးတရုပ်စာစကားလုံးတွေကိုရိုက်နိုင်မှာပဲဖြစ်ပါတယ်ဒီဂီတတွေကိုရိုက်ချင်နေဆိုရင်တော့ဥပမာကျဲဆိုရင် Z ကိုဖိထားလိုက်မယ် H ကိုဖိထားလိုက်မယ် E မှာတင်ဂီတတင်ရမှာဖြစ်တဲ့အတွက် E ကိုဖိထားလိုက်မယ်ဆိုရင်တင်ဂီတစကားလုံးတွေပေါ်လာမယ်ဖြစ်ပါတယ်ကျဲဆိုတော့အောက်ကိုချတဲ့အားလေးရေးမယ်စစ်စဲဒီလိုပဲ S H I ကိုဖိထားလိုက်မယ်ဆိုရင် I ကိုတင်ဂီတလေးတင်လို့ရပါမယ်ဝဒီလိုပဲ W O ဖိထားလိုက်မယ်ဆိုရင် O ပေါ်မှာတင်ဂီတလေးကိုတင်လို့ရပါမယ်အကယ်၍ U ပေါ်မှာဆက်ကလေးပေါ့တင်ဂီတကိုတင်ရင်တော့ V လေးကိုဖိထားလိုက်မယ်ဆိုရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်တင်ဂီတရောစလုံးရောရိုက်လို့ရပြီလို့ယုံကြည်မိပါတယ်မတိတာများရှိရင်လည်း comment မှာမေးတော့ကြဖို့ဖိတ်ခေါ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့အခုလေ့ကျင့်ခန်းလေးတိုင်းဖြင်းရင်းနေနိုင်တဲ့လူတွေကဖြင်းရင်းတွေကိုရင်လေ့ကျင့်မယ်တကယ်လို့စကားလုံးမှာမှတ်နိုင်မယ်ဆိုစကားလုံးကိုလေ့ကျင့်မယ်ဖြင်းရင်းကိုလေ့ကျင့်မယ်ဒီတက်ကိုက HSK level 3 day 4 day တက်နေပြီဆိုတဲ့လူတွေဆိုရင်လည်းအဲ့လိုမျိုးပဲစကားမပြောနိုင်သေးဘူးဆိုရင် action တွေကိုလေ့ကျင့်မယ်ကိုယ့်ရဲ့နေ့စဉ်အမူအရာတွေထဲမှာဒီ action တွေကိုစကားပြောအနေနဲ့ပြောကြည့်မယ်ဒီလိုမျိုးလေ့ကျင့်မယ်ဆိုရင်တရုပ်စာကလင်းလင်းမြန်မြန်လွယ်လွယ်ကူကူပြောနိုင်လာမှာပဲဖြစ်ပါတယ်ဒီလိုလေ့ကျင့်တဲ့နေရာမှာလည်းတယောက်နဲ့တယောက်ဉာဏ်ရည်ဉာဏ်သွေးပါရမီကဒီနေရာမှာကွဲပြားသွားတာဖြစ်ပြီးတော့တကယ်လို့လေ့ကျင့်တဲ့အချိန်သာလင်ကွာသွားမှာဖြစ်ပါတယ်လေ့ကျင့်လို့မရဘူးဆိုတာတော့မရှိပါဘူးဉာဏ်ကောင်းတဲ့လူကတော့မြန်မြန်လေ့ကျင့်နိုင်မယ်အဲ့လိုမြန်မြန်လေ့ကျင့်နိုင်မယ်ဆိုရင်လည်း YouTube မှာ HSK ကို level နဲ့အညီ HSK 1ဆို HSK 1 HSK 3ဆို HSK 3စသဖြင့်ရိုက်ပြီးတော့သူတို့ရဲ့စာကြောင်းတွေစာလုံးတွေကိုဒီလိုမျိုးပုံရိပ်တွေနဲ့မှတ်သားပြီးတော့ကိုယ့်ရဲ့နေ့စဉ်နေထိုင်တဲ့ဘဝမှာဒီပုံရိပ်တွေစာကြောင်းတွေတွေ့လာတဲ့အခါဥပမာထမင်းစားတဲ့အခါမှာ我吃饭ရေတောက်တဲ့အခါမှာ我喝水စသဖြင့်လေ့ကျင့်ပေးမယ်ဆိုရင်ကျွန်တော်တို့ရဲ့စကားပြောတာကိုစာလုံးတွေကိုမှတ်တာဒါနဲ့နေရာမှာကိုလင်းလင်းမြန်မြန်လွယ်လွယ်ကူကူလှုပ်ဆောင်နိုင်တာကိုတွေ့ရှိမှာဖြစ်ပါတယ်အဲ့တော့စိတ်တက်မကြဘဲနဲ့ကိုအခုရောက်ရှိနေတဲ့ level ကနေတစ်ဆင့်ဒီလေ့ကျင့်နည်းလေးကိုသုံးပြီးတော့လေ့ကျင့်ပေးကြဖို့တိုက်တွန်းပါတယ်အခုဆိုရင်လည်းဒီသင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့အားလုံးနားလည်သွားကြပြီလို့မျှော်လင့်ပါတယ်နားမလည်တာရှိရင် comment မှာရေးသားပြီးသွားကြပါကျွန်တော်ရဲ့ channel လေးကိုလည်း like တွေ subscribe တွေနဲ့အားပေးသွားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်အားလုံးဆုံးထိချိပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်မိတ်ဆွေတို့အားလုံးတရုပ်စာအလေးကျင့်ကောင်းလေးတွေကိုလေ့ကျင့်ပြီးတော့အပေါ်ဝင်ငွေလေးတွေရရှိနိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲအစီအစဉ်လေးကိုညီကုန်းချုပ်ပါတယ်大家再见